မင်္ဂလာပါဒီဗီဒီယိုသင်ခန်းစာမှာတော့ DaVinci Resolve ကိုဘယ်လို setup လုပ်မလဲဘယ်လိုစတင်အသုံးပြုရမလဲဆိုတာကိုမျှဝေသွားမှာဖြစ်ပါတယ် Resolve လုပ်ပုံကိုနားလည်ဖို့အတွက်အဆင့်3ဆင့်ကိုတည်ထားဖို့လိုပါတယ် Project Database Library ဒါကတော့အရေးကြီးဆုံးအပိုင်းပါ Database ဆိုတာကမိတ်ဆွေတို့ရဲ့ project တွေကိုတင်ဆက်ထားတဲ့လမ်းညွှန် directory တစ်ခုပဲဖြစ်ပါတယ် Library တစ်ခုရဲ့အောက်မှာ project တွေရှိပါတယ် Project ဆိုတာကမိတ်ဆွေတို့လုပ်ရမယ့်နေရာဖြစ်ပြီးတော့project တွေကိုစနစ်တကျဖြစ်အောင် folder တွေဘေးနွေလိုမျိုးနဲ့တင်ဆက်ထားနိုင်ပါတယ် project တစ်ခုမှာ timeline ပေါင်းများစွာပါဝင်ပါတယ် timeline ဆိုတာကတော့တီးဖြတ်မှု edit တစ်ခုဖြစ်ပြီးတော့ Premiere Pro မှာဆိုလို့ရှိရင် sequence နဲ့တူပါတယ် Final Cut အစရှိတဲ့နေရာတွေမှာပေါ့နော် sequence နဲ့သဘောတရားချင်းတူပါတယ် Resolve ကိုစပြီးတော့ဖွင့်လိုက်တာနဲ့ project manager ကိုအရင်ဆုံးမြင်တွေ့ရပါလိမ့်မယ် နာမည်မပေးရသေးတဲ့ project အလွတ် untitled project တစ်ခုပါလာတာတွေ့ရလိမ့်မယ် project တွေကိုမကြည့်ခင်အားလုံးသိမ်းဆည်းထားတဲ့နေရာဖြစ်တဲ့ database ကိုအရင်ဆုံးကြည့်ရပါမယ်ဒီဘယ်ဘက်ပေါ်တောင်းလေးကိုနှိပ်ပြီးတော့ project library ကိုစတင်ဖွင့်နိုင်ပါတယ်ဒီ create ကိုနှိပ်ပြီးတော့ project library အသစ်တစ်ခုလုပ်ရမှာဖြစ်တယ်ပြီးတော့သိမ်းဆည်းမဲ့နေရာကို location ရွေးရမှာဖြစ်ပါတယ်ဒီ browse button လေးကိုနှိပ်ပြီးတော့ဗောနော်ဒါလေးကိုနှိပ်လိုက်လို့ရှိရင်ဒါ location ရွေးမဲ့နေရာဖြစ်ပါတယ်project library တွေကိုပြန် share လွယ်မဲ့တိကျတဲ့နေရာမှာထားဖို့လိုပါတယ်ဒါမှဒါ backup လုပ်ရလွယ်ကူပြီးတော့ connection ပြတ်သွားတာမျိုးเนาะ media offline ဖြစ်သွားတာမျိုးတွေကိုပြန်ပြီးတော့ချိတ်ဆက်လို့လွယ်ကူမှာပါတကယ်လို့ external hard drive တွေကိုသုံးမယ်ဆိုလို့ရှိရင်မြန်ဆန်ပြီးတော့အလုပ်လုပ်လို့ကောင်းတဲ့ hard drive တွေဥပမာ SSD ဒါမှမဟုတ် customize SSD ပေါ့နော် customize လုပ်တဲ့ဒါကျွန်တော်တို့ NVMe M2 SSD တွေကိုဒီ enclosure နဲ့ထည့်ပြီးတော့ကျွန်တော်တို့အသုံးပြုတာမျိုးပေါ့နော်အဲ့တော့ဒီ hard disk တွေဒီ storage တွေလုပ်တဲ့ပုံစံပေါ့နော် external hard drive တွေအသုံးပြုတဲ့ပုံစံကိုတော့တီးတန့်ဗီဒီယိုလုပ်ပြီးတော့ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အခုကတော့ဒါကျွန်တော်တို့ DaVinci အကြောင်းကိုဆက်ပြီးတော့သွားပေးပါမယ် DaVinci Project Library တွေကိုစီမံခန့်ခွဲတဲ့နေရာမှာအဓိကနည်းလမ်းနှစ်ခုရှိပါတယ်လုပ်အားလုံးကို database တစ်ခုထဲမှာထားပြီးတော့ folder တွေခွဲပြီးတော့စနစ်တကျသိမ်းဆည်းထားဖြစ်ပါတယ်အဲ့တော့ဒီနည်းလမ်းမှာက hard disk ပြတ်သွားခဲ့ရင်ပေါ့နော်ခုန SSD hard disk တွေပြတ်သွားခဲ့ရင် database library တွေကနေပြီးတော့အလုပ်တွေအကုန်လုံးကဆုံးရှုံးသွားမှာဒါကြောင့်ကျွန်တော်တို့ backup ကိုပုံမှန်လုပ်ဖို့လိုပါတယ် backup လုပ်ဖို့အတွက် project ကို backup လုပ်ဖို့အတွက်ပေါ့နော် hard disk ကိုထားလို့ရတယ် project လုပ်တာကတော့ SSD နဲ့လုပ်ပြီးတော့ backup လုပ်တာကိုကျတော့ဒီ hard disk တွေပေါ့နော် hard disk တွေအသုံးပြုလို့ရတယ်ပြီးတော့ project တစ်ခုချင်းစီတည်တတ် database ကိုခွဲထားရမှာဖြစ်ပါတယ်အလုပ်တစ်ခုလုံးကိုတခြားသူစီလွှဲပြောင်းပေးတာသက်ဆိုင်ရာ database file ကိုကျွန်တော်တို့ပေးလိုက်ရုံပဲเนาะသူစီကျွန်တော်ဒါပြန်ပေးလိုက်ရုံပဲဥပမာ ကိုက edit လုပ်တယ်ဒီ colorist ကိုပေးမယ်ပေါ့เนาะဒီ project library တစ်ခုလုံးပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ file ကိုပေးလိုက်လို့ရတယ်ပေါ့เนาะဒီသင်ခန်းစာအတွက်အဓိကလေ့လာမယ် project ကိုကြည့်မယ်ပေါ့เนาะ project library တစ်ခုထဲမှာကျွန်တော်တို့ထားမယ်သင်ခန်းစာလုပ်ဖို့ library တစ်ခုကိုကျွန်တော်တို့တည်ဆောက်မယ်အဲ့တော့ database နာမည်ကိုတော့ဒီမှာကျွန်တော်တို့ဒီ Thomson DaVinci class လို့နာမည်ပေးလိုက်မယ်နော် Thomson DaVinci class ဟုတ်ပြီ project library database နာမည်တွေမှာစာလုံးကြီး capital letter တွေနေရာလို့ space တွေသုံးလို့မရဘူးဒီစကားလုံးချားကျင်တယ်ဆိုလို့ရှိရင်ဒီ underscore ခံပြီးတော့သုံးတာတော့သုံးရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ location နေရာမှာ external hard drive ကိုရွေးပြီးတော့ဒီ folder အသစ်လေးကိုစောက်ပြီးတော့တင်ထားပါမယ် project library ကိုပိတ်ပြီးတော့ project manager ဘက်ကိုပြန်သွားမယ် project တွေများလာပြီးတော့ရှုပ်ပွားမနေအောင်လို့ဒီ folder လေးတွေနဲ့တင်ဆက်ထားမယ်ပေါ့နော် okay ဒီအောက်နားမှာ right click နှိပ်ပြီးတော့ new folder ကိုနှိပ်လိုက်မယ်နာမည်ပေးမယ်ပြီးတော့ရင် project ကိုဒီလို drag drop ဆွဲထည့်လိုက်လို့ရတယ်နော် folder တစ်ခုတည်းကိုဝင်ကျင်လို့ရှိရင် double click နှိပ်ပြီးတော့ဝင်လို့ရတယ်ဒီမူလနေရာကိုပြန်သွားခြင်းတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာဒီ project လေးကိုနှိပ်လိုက်လို့ရတယ်ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီ project manager main ပေါ့နော်ဒီနေရာကိုပြန်ရောက်သွားမယ် project တွေအများများလာတဲ့အခါညာဘက်တောက်အပေါ်ကနေပြီးတော့ဒီ icon လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒါ manage လုပ်လို့ရတာပေါ့နော်ဒီမှာ terminal အကြီးအသေးပြောင်းမယ်မှာ sorting လုပ်မယ်ပြီးသွားရင် format ပြောင်းမယ် list view ပေါ့နော်ဒီ list view လေးကိုကြည့်လိုက်လို့ရเนาะဒီ list view ကိုကြည့်လို့ရတယ်ပြီးရင်ဒီမှန် blue ပုံလေးကိုနှိပ်ပြီးတော့
ကိုလိုချင်တဲ့ project ကို search လုပ်ပြီးတော့ရှာတာမျိုးတွေလုပ်လို့ရတယ်ပေါ့နော်ဒါ project တွေအများများသွားတဲ့အချိန်မှာလုပ်ရမယ့်အပိုင်းပေါ့နော် project library ကို external hard disk ထဲထည့်ပြီးတော့တခြား computer မှာသွားသုံးမယ်ဆိုရင်ဒါမှမဟုတ်တခြားသူကိုပေးမယ်ပေါ့နော်ကိုက edit လုပ်တယ် colorist ကိုဒီ project လွှဲပေးမယ်เนาะဒါတစ်ခုပေါ့เนาะဒါမှမဟုတ် set ပြောင်းပြီးတော့လုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနီလန်းဒီ external hard drive နဲ့ပေါ့เนาะ database project library လုပ်တဲ့နီလန်းကတော့အသုံးဝင်ဆုံးနဲ့အကောင်းဆုံးဖြစ်ပါတယ်ဒါဆိုလို့ရှိရင် project manager နဲ့ project library အကြောင်းကိုနားလည်သွားပြီလို့မျှော်လင့်ပါတယ်ဒါတိတ်ခက်ခဲအပိုင်းနေတော့မဟုတ်သေးဘူးပေါ့เนาะဒါစာဖွင့်လိုက်တာနဲ့ဘယ်လိုလုပ်လဲဆိုတာကိုဒီအောင် project ကိုဘယ်လို manage လုပ်ကြမလဲပေါ့เนาะဒီ hard drive တွေ storage device တွေကိုဘယ်လိုစီစဉ်ကြမလဲဆိုတဲ့အပိုင်းကိုပဲကျွန်တော်တို့စလေ့လာကြတာဖြစ်ပါတယ်။နောက်သင်ခန်းစာမှာတော့ preference နဲ့ project set တွေနေအကြောင်းကိုအတူတူဆက်ပြီးတော့လေ့လာသွားကြရအောင်ဗျာ။ကိုယ်စိတ်နှပြကျမ်းမှာချမ်းသာကြပါစေဗျာ။